ဘဝအတွက်အသုံးဝင်သောနီလန်ကောင်းများတကားအလိုလျောက်ပိတ်ပြီးတကားပေါင်မှာချိတ်တစ်ခုတက်ပါကျိုးတစ်ချောင်းကိုချိတ်ထဲကနေတွင်းပါကျိုးရဲ့တစ်ဖက်ကိုတကားမှချီပြီးကြံတစ်ဖက်ကိုရေတက်မှုတစ်ခုနဲ့ချီထားပါတကားဖွင့်လိုက်ရင်သူ့အလိုလိုပြန်ပိတ်သွားပါလိမ့်မယ်အံ့ဩစရာကောင်းတော့အောင်အလုပ်ဖြစ်တဲ့ရိုးရှင်းတဲ့တက်စင်လေးပါနှစ်နေရန်တောင်တိုင်းတာနီးနေရန်တောင်တွေကဘယ်တော့မှအတိအကျပုံသဏ္ဍာန်မရှိပါဘူးဝလုံးတစ်ချောင်းနဲ့စက်ကူပြားတစ်ချက်ကိုပေါင်းပြီးအသုံးပြုရင်တိကျတဲ့ထောင်တိုင်းတာကိုတိုင်းတာနိုင်ပါတယ်ဒါဆိုရင်ကြံခင်းပြကိုအတိအကျဖြတ်တတ်ဖို့လွယ်ကူသွားပါပြီသုံးကင်မရာထောက်တမ်းမှုအစားထိုးနည်းကင်မရာထောက်ရဲ့တန်ဖိုးတစ်ချောင်းပြောက်သွားရင်ဝက်ဥရိထဲကိုအပူကိုဘူးညှစ်ထည့်ပြီးတန်ဖိုးတစ်ခုပို့ထည့်လိုက်ပါဒါဆိုရင်အစားထိုးတန်ဖိုးကိုကိုယ့်ဘာသာကိုပြုလုပ်နိုင်ပြီးပတ်စံအနေငယ်တက်တာစီပါတယ်လေးတကားအတန်မမီအောင်လုပ်ပြီးတစ်တကားကဖွင့်လိုက်တိုင်းကျေလောင်စွာအတန်မီပြီးဟောင်းနှွမ်းလို့ကြနေရင်အတန်မီတဲ့နေရာကိုမှတ်သားပြီးအဲ့ဒီနေရာမှာတဲစက်ကူတစ်ချက်ကိုကတ်လိုက်ပါတကားကိုအကျိန်နဲ့ဖွင့်လိုက်ပိတ်လိုက်လုပ်လိုက်ပါအတန်မီရာပျောက်သွားတာနဲ့ပြဿနာရှင်းသွားပါပြီငါပိုက်ချိတ်ဆက်မှုကိုဖြုတ်ပြီးပိုက်ချိတ်ဆက်မှုကိုဖြုတ်ဖို့ဝက်ဥရင်းတစ်ခုကိုအသုံးပြုပါအားဆိုင်ထုတ်เสียမလို့ပဲလွယ်လွယ်ကူကူထွက်လာပါလိမ့်မယ်ဒီအလုပ်တစ်ခုလုံးကို9စက္ကန့်လောက်ပဲကြာပါတယ်6တဲဖို့တန်အစားထိုးနဲ့တဲဖို့တန်မရှိဘူးဆိုရင်တစ်သားပြားရဲ့ဘေးနှစ်ဖက်ကိုတန်မူနဲ့တတုကလစ်တွေတက်ဆင်ပါပြီးရင်အဲ့ဒီကလစ်တွေထဲမှာတဲဆက်ကူကိုညှက်ထည့်လိုက်ပါအံ့ဩစရာကောင်းတော့အောင်အလုပ်ဖြစ်တဲ့ရိုးရှင်းတဲ့နီလန်းလေးပါခုနခပ်ပတ်တက်စင်နီးခပ်ပတ်တက်စင်ဖို့ခန့်နေရင်ကျိုးတစ်ချောင်းကိုအားပြုဖို့အသုံးပြုလိုက်ပါဒါဆိုရင်9စက္ကန့်အတွင်းမှာခပ်ပတ်ကိုတက်လို့ရသွားပါလိမ့်မယ်တင်ယူထားတဲ့လက်ကွက်တစ်ခုပါ